နေ့စဉ်မျက်ငွေရှာပြီးတော့နေ့စဉ်မျက်ငွေထုတ်လို့ရမယ်ကျွန်တော်တို့ website အသစ်လေးတစ်ခုထွက်ထားတယ်ဗျဒီမှာကျွန်တော်တို့ Gamma ဆိုတဲ့ Gamma AI ဆိုတဲ့ကျွန်တော် website အသစ်လေးတစ်ခုဖြစ်ပါတယ်ဒီကောင်မှာကျွန်တော်တို့ကအကောက်ဖွင့်ပြီးတော့ကျွန်တော်လေ့လာလို့ရတယ်အကောက်ဖွင့်ရင်ကျွန်တော်ဘာမှပေးစရာမလိုဘူးเนาะ free အကောက်ဖွင့်ပြီးတော့ကျွန်တော်လေ့လာလို့ရမယ်ကျွန်တော်နားမလည်သေးရင်တခြားလေ့လာပြီးတော့လုပ်လို့ရတယ်ပေါ့เนาะโอเคပါအကောက်ဖွင့်မယ်ဆိုရင်ကျွန်တော် link ဝင်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဒီလို website တွေကိုရောက်သွားမှာဖြစ်တယ်ရောက်သွားတဲ့အခါကျရင်ဒီမှာ email ထည့်မယ် password ၄ခုပေါ့နော် password ၄ခုကိုတူတူထားလို့ရတယ်အင်္ဂလိပ်စာလုံးရယ်ကဏ္ဍရယ်မျှထည့်လို့ရတယ်ပေါ့နော်password ၄လုံးမှတ်ထားမှာနော်ဒီအတူတူထည့်လို့ရတယ်နော်ဒီ၄ခုလုံးအတူတူထည့်လို့ရတယ်ငွေထုတ်တဲ့အခါမှာအဲ့ဒီ password လည်းပြန်ရိုက်ထည့်ရမှာပေါ့နော်အကောက်ဝင်တဲ့အခါတော့ငွေထုတ်တဲ့အခါက password ရိုက်ထည့်ရမှာဖြစ်ပါတယ်အောက်မှာကျွန်တော်တို့ auto လင်းရဝင်မယ်ဆိုရင် invite code က auto ပေါ်နေလိမ့်မယ်အဲ့ဒါအကြောင်းမဟုတ်ဘူးပေါ့နော်ထည့်ရမလို့ auto ပေါ်တဲ့ဟာထည့်ပေးလိုက်ရင်ဒီ invite code ကိုထည့်ရမလို့ပေါ့နော်ပြီး register နှိပ်ပြီးတော့ကျွန်တော်အကောက်ပွင့်လိုက်လို့ရပါပြီဗျโอเคကျွန်တော်အကောက်ပွင့်ပြီးသွားပြီဆိုရင်တော့ဒီလိုမျက်နှာပြင်ကိုရောက်လာမှာဖြစ်ပါတယ်ဒီလိုမျက်နှာပြင်ရောက်ဆိုကျွန်တော်အကောက်ကပွင့်သွားပြီပေါ့နော်အပေါ်မှာကျွန်တော်တို့ငွေသွင်းတဲ့နေရာရှိမယ်ငွေထုတ်တဲ့နေရာရှိမယ်ပြီးကျွန်တော် invite friend ခေါ်တဲ့နေရာရှိမယ်ကိုယ့်ရဲ့တငယ်ချင်းပါညာဘယ်နှယောက်ရှိပြီလဲကိုယ့်ရဲ့တငယ်ချင်းရှိရ commission ဘယ်လောက်ရပြီလဲဆိုတော့ကြည့်တဲ့နေရာရှိမယ်ပေါ့နော်တင်းဆိုတဲ့နေရာမှာကြည့်ရမှာပါပြီးရင်ကျွန်တော်တို့ကအမျက်ငွေဘယ်လိုရလဲဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတော့တွားကြည့်ဖို့အတွက်ကိုဒီ crowdfunding ဆိုတဲ့နေရာတွေကိုကျွန်တော်တို့ကဝင်လိုက်မယ်ဝင်ပြီးတော့အမှတွားလေ့လာလို့ရတယ်ပေါ့နော်ဒီ crowdfunding ဆိုတဲ့နေရာကိုဝင်လိုက်မယ်ဝင်လိုက်တဲ့အခါမှာဒီမှာကျွန်တော်ပေါ်နေတဲ့ဆွဲတင်လိုက်မယ်ကျွန်တော်တို့ဒီမှာ VIP 1ကနေစမှာပေါ့နော်ဒီက free ကတော့မရဘူးဗျ VIP 1ကကျွန်တော်တို့အနည်းဆုံး12 USDT ကိုကျွန်တော်တို့ကထည့်ထားရုံနဲ့တစ်နေ့ကို25ရာခိုင်နှုန်းအမျက်ငွေရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်25ရာခိုင်နှုန်းဆိုတော့ကျွန်တော်ဘယ်လောက်လောက်ရမလဲဆိုတော့ကျွန်တော်တို့တစ်နေ့ကို$3ကျော်လောက်ရမှာထင်တယ်ကျွန်တော်နောက်ပြီးရရင်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ရင်းပြီးတော့ကျွန်တော်ကိုယ်တိုင်အမျက်ငွေထုတ်ပြမှာပေါ့နော် BNB 1ကကျွန်တော်12 USD ရစတယ်ပေါ့နော်25ရာခိုင်နှုန်းအမျက်ငွေရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ BNB 2ကကျတော့35 USD ရရင်စတယ်တစ်နေ့ကို29ရာခိုင်နှုန်းအမျက်ငွေရမှာဖြစ်ပါတယ် BNB 3ကကျတော့105 USD ရရင်စတယ်29.2 USDT မျက်ငွေရမှာဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်ကတော့12 USDT ကိုတွင်းပြီးတော့ကျွန်တော် BNB 1ဝယ်ပြီးတော့အမျက်ငွေ25ရာခိုင်နှုန်းမျက်ငွေယူပြမှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ငွေသွင်းဖို့တက်ကို home ဆိုတဲ့နေရာတော့ပြန်သွားမယ်အစနေရာပေါ့နော်ပြန်သွားပြီးတော့ကျွန်တော်တို့ကဒီမှာ recharging ဆိုတဲ့နေရာကိုတစ်ချက်ဝင်လိုက်ပြီနော် recharging နဲ့ဝင်ပြီးတော့ကျွန်တော်တို့ကငွေသွင်းမယ်ကျွန်တော်တို့က12 USDT ရှိထားဖို့လိုတဲ့အတွက်ဖြစ်တဲ့အတွက်ကျွန်တော် BB20 နဲ့သွင်းမယ်နော် BB20 ကကျတော့ fee မပေးရဘူးကျွန်တော်10အောက်ဆိုရင်တော့ BNB နဲ့သွင်းပေါ့နော်10အောက်ဘာညာ BNB ပါလာတဲ့ခါကျရင်တော့ BNB နဲ့သွင်းပေါ့နော်ခုကကျွန်တော်10ထက်ဆိုတော့12 USD သွင်းမှာဖြစ်တဲ့အတွက် BB20 ကိုရွေးလိုက်မယ်ဗျရွေးရမှသူ့လွှဲပေးရမယ်လိပ်စာလေးပေါ်လာလိမ့်မယ်အကောင်လေးကျွန်တော် copy ယူလို့လည်းရတယ်ပြီးဒီမှာကျွန်တော် scan screenshot ရိုက်ပြီးတော့လည်းယူလို့ရတယ်ပေါ့နော်ကျွန်တော် copy ယူလိုက်မယ်ယူရရင်ကျွန်တော်ငွေလွှဲမဲ့နေရာပေါ့နော်ကျွန်တော်ကြိုက်တဲ့နေရာနဲ့တွားလွှဲလိုက်ပါကျွန်တော်တော့ Binance နဲ့ပဲလုပ်တယ်ငွေသွင်းကိုထုတ် Binance နဲ့ပဲလုပ်တယ်ပေါ့နော်โอเคဒီကတော့ကျွန်တော်အရင်ဗီဒီယိုတွေနဲ့လွှဲနည်းရတော့ကျွန်တော်တို့မပြတော့ဘူးเนาะကျွန်တော်တို့ဗီဒီယိုလေးရှည်သွားမှာဆိုလွှဲနည်းရတော့အရင်ဗီဒီယိုနဲ့အတူတူပဲပေါ့နော်လွှဲပြီးသွားပြီဆိုကျွန်တော်ဒီနေရာကိုပြန်လာမှာဖြစ်တယ်เนาะဒီနေရာပြန်လာယူရရင်ဒီမှာကျွန်တော်တို့က recharging complete ဆိုတော့နှိပ်ပေးရမှာဖြစ်တယ်ဗျာအနည်းဆုံး12 USD ရှိမှ BNB 1ပွင့်မှာပါ12အောက်ဆိုရင်တော့ပွင့်မှာမဟုတ်ဘူးเนาะအဲ့ဒါသတိထားဖို့လိုတယ်ပြီးကျွန်တော်မှာ recharging complete ကိုတစ်ချက်နှိပ်လိုက်မယ်โอเคနှိပ်ပြီးသွားခဏလေးဆောက်လိုက်ရတယ်ဒါဆိုရင်ကျွန်တော်တို့ငွေသွင်းတာအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုဒီမှာကျွန်တော်တို့အခက်အခဲတစ်စုံတွေကအကောက်ဖွင့်တာကျွန်တော်တို့လောရင် password မေးတာတို့ဘာလို့ညာတစ်စုံညာရှိခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာလူပုံစံလေးတဲ့နေရာကိုနှိပ်ပြီးတော့တွားပြောလို့ရတယ်ပေါ့နော်အခုကြီးတွားတောင်းလို့ရတယ်ဒီမှာနှိပ်လိုက်ရင်မှာ Telegram ကျွန်တော် service ဆိုပြီးတော့ customer service ဆိုပြီးပေးထားတယ်ပေါ့နော်သူရဲ့ channel link ကိုလည်းပေးထားတယ်အဲ့မှာတွားပြီးတော့ကျွန်တော်တို့ကလုံးလို့တွားမေးမြန်းလို့ရတယ်ပေါ့နော်ဆိုဗလီနဲ့ချက်ပြန်ထွက်မယ်ကိုယ့်ရဲ့ငွေဝင်ကိုဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာ12 USDT ရောက်နေပြီပေါ့နော်ဒီမှာပေါ့နော်โอเคကျောင်းလေးဆိုကျွန်တော်တို့ကဆိုရင်ကျွန်တော်ရဲ့ဒီ wallet ထဲမှာ12 USD ရှိပြီဆိုတာနဲ့ကျွန်တော်တို့ကမျက်ငွေရှာလို့ရပြီမျက်ငွေရှာမှာဆိုဆွမ်းကျွန်တော်တို့ crowdfunding ဆိုတဲ့နေရာတော့ပြန်သွားမယ်ပြီးကျွန်တော်တို့မှာ BNB 1ကပွင့်နေပြီပေါ့နော်ဒီမှာ level ပွင့်နေပြီဒီမှာ unlock ဆိုရင်ကျွန်တော်တို့က level မပွင့်သေးဘူးเนาะဒီလိုအစေးအောင်လေးပြောက်သွားပြီဆိုရင်တော့ပွင့်ပြီအဲ့ဆိုကျွန်တော်မျက်ငွေရှာလို့ရပြီပေါ့နော်မျက်ငွေရှာမယ်ဆိုရင်ကျွန်တော်ဒီမှာဒီနေရာလေးကိုချက်နှိပ်ပေးရမယ်ဒီမှာကျွန်တော်တို့ crowdfunding ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်တစ်နေ့ကိုတစ်ချိန်24နိုင်တစ်ချိန်နှိပ်ပြီးတော့မျက်ငွေဝင်ယူရမှာပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါမယ်နားလေးဆောက်ပေးလိုက်ပါโอเคခဏလေးပါမယ်โอเค
ကျွန်တော်3 USDT ရတယ်ဗျအမြတ်ငွေရနော်12 USDT တွင်းမယ်ဆိုရင်ကျွန်တော်တစ်နေ့ကို3 USDT ပြန်ရတယ်ဆိုတော့ကျွန်တော်တို့3လေး12 4ရက်နဲ့ကျွန်တော်အရင်ကြည့်မယ် site ပေါ့နော်9ရက်နဲ့အမြတ်ထွက်မယ် site ဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ခုရထားတဲ့အမြတ်ငွေကိုကျွန်တော်တန်းထုတ်မယ်ဆိုတော့မီထဲကိုချက်သွားလိုက်မယ်ဗျမီထဲကိုသွားလို့လေရမီထဲမသွားတော့ဗျကျွန်တော်တို့စနေအောင်ပြန်သွားမှာနော်ဟောင်းပြန်သွားလိုက်မယ်โอเคဟောင်းပြန်သွားပြီးတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က withdraw ဆိုတဲ့နေရာကိုတစ်ချက်ဝင်လိုက်မယ်ဗျ withdraw ဝင်လိုက်မယ်ပြီးမှကျွန်တော် BB20 နဲ့ထုတ်လို့ရတယ် TI နဲ့ထုတ်လို့ရတယ်ဗောနော်ကျွန်တော် BB20 နဲ့ပဲထုတ်မယ် BB20 ကျန်ငွေထုတ်ဝင်သိမြင်တယ်ဗောနော်ပြီးတော့ကျွန်တော်ဒီမှာ withdraw limit ကကျွန်တော်ကငွေကိုထုတ်မဲ့ငွေမောက်ရိုက်ထည့်ရမှာဗောနော်3ထုတ်မယ်ပြီးရင်ကျွန်တော် withdraw address ဆိုတဲ့နေရာမှာကိုယ့်ရဲ့ bank လိပ်စာယူရမှာဗောနော်အဲ့မှာကျွန်တော်တို့က BB20 လိပ်စာကိုတွားယူရမယ် USDT ကိုဗောနော်ကျွန်တော်က Binance နဲ့တွားလိုက်မယ် Binance ထဲကိုဝင်လိုက်ပါမယ်โอเคကျွန်တော်တို့ဒီမှာ asset ထဲကိုဝင်လိုက်မယ် asset ထဲရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ FN ကိုနှိပ်လိုက်မယ်ဗျာနော် FN ကိုချက်နှိပ်ပြီးသွားတာနဲ့ကျွန်တော်တို့ကဒီမှာ on chain deposit ကိုချက်ထပ်နှိပ်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ကဒီမှာ USDT ကိုထပ်ပြီးတော့ရွေးလိုက်ပါမယ်โอเคပြီးရင်ကျွန်တော်မှာ BNB Smart Chain BB20 လိပ်စာကိုရိုက်ထည့်ပေးလိုက်မယ်ပေါ့နော်ရိုက်ထည့်ပေးလိုက်မယ်ဆိုတော့ကကျွန်တော်တို့ရဲ့ bank လိပ်စာကရောက်လာပါပြီရောက်လာပြီဆိုတော့ကကျွန်တော်တို့ကအဲ့ဒီ ကိုယ့်ရဲ့ bank လိပ်စာကို copy ယူလိုက်မယ်နော် copy လေးတစ်ချက်ယူပြီးတော့ကျွန်တော်တို့ကငွေသွားထုတ်မယ်ပေါ့နော်ကျွန်တော်တို့ Telegram ကျွန်တော် website ထဲကိုပြန်ဝင်လိုက်ပါမယ် Okay website ထဲကိုပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ withdraw address ဆိုတဲ့နေရာမှာကျွန်တော်တို့ Binance က copy ယူလာတဲ့လိပ်စာကို copy ချလိုက်ပါမယ် copy ချယူရရင်တော့ကျွန်တော်အောက်က security password ဆိုတဲ့နေရာမှာကျွန်တော်တို့ကောက်ဖွင့်ငယ်တုန်းက password ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် password ကိုမှတ်ထားဖို့လိုတယ်ပေါ့နော်အဲ့ password ကိုရိုက်ထည့်ပြီးတော့ confirm နှိပ်ပြီးငွေထုတ်လို့ရပြီပေါ့နော် Okay ကျွန်တော်မှာ password ရိုက်ထည့်ပြီးသွားပြီဆိုရင် confirm နှိပ်လိုက်တော့မှာဗျကျွန်တော်စီ3 USD ထုတ်လိုက်ပြီပေါ့နော် Okay ဒါဆိုကျွန်တော်ထုတ်လိုက်ပြီဆိုဒီမှာကျွန်တော်တို့0ဖြစ်သွားပြီနှုတ်သွားပြီပေါ့နော်အကိုလည်းပြင်လည်းပြန်ထွက်မယ်ပြန်ထွက်ရင်ကျွန်တော်ကိုယ့်ရဲ့အရင်ပဲရှိတော့တယ်မျက်ငွေထွက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ Binance ကထုတ်တဲ့ဖြစ်တဲ့အတွက် Binance ထဲကိုပြန်ဝင်လိုက်မယ်ကျွန်တော် invite ဘာညာရှာတက်တဲ့လူဆိုရင်ကျွန်တော် invite ရှာရင်းနဲ့ကျွန်တော်တကယ်ချင်းဘာညာထည့်ရအောင်ပဲပေါ့နော် invite friend နဲ့ဝင်လိုက်မယ်ဝင်ပြီးမှကိုယ့်ရဲ့ copy link invite link ကို copy ယူလိုက်ပေါ့နော် copy ယူပြီးတော့တကယ်ချင်းတွေဘာ sharing လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာတကယ်ချင်းတွေရှိက commission 30တောင်ရမယ်ပေါ့နော်17ရာခိုင်နှုန်း3ရာခိုင်နှုန်း2ရာခိုင်နှုန်း30ထည့်ရအောင်မယ်နော်အဲကျွန်တော်ဝင်ငွေရှာနေရနောက်တစ်ခါဒီထဲမှာထက်ရှာလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်Binanceထဲဝင်လိုက်မယ်Binanceထဲငွေထုတ်တာရောက်မရောက်သွားကြည့်မယ်ပေါ့နော်โอเคကျွန်တော်အပေါ်မှာပဲပြောလို့မဆုံးသေးပေါ်တန်းကြလာတယ်ပေါ့နော်ကျွန်တော်မှာ3 USDT တန်းပြီးရောက်လာပါပြီဒီမှာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ငွေထုတ်ငွေသွင်းကတော်တော်မြန်တယ်တော်တော်လေးကိုကျွန်တော်တို့